င်္ဂလာပါရှင်အခုတစ်ခေါက်လေးပဲလှတာလေးထပ်ပြအောင်မယ်ဒါလေးကပွဲတိုးလေးရတဲ့အထည်လေးသူကချိတ်ကလေးချိတ်ပုံစံလေးကိုမှသူ့ရဲ့အပွင့်လေးကဆန်းဆန်းလေးနော်ပွင့်တေးသေးလေးကိုမှချိတ်ကလည်းနည်းပြပြလေးခတ်ထားတာချိတ်အရမ်းမချွန်းဘူးပေါ့နော်အရာကကြတော့ဒါလေးကမော်ဒယ်စိမ်းရောင်လေးအရမ်းလှတယ်ပဲဒါချီတာဘယ်နဲ့ကိုတော့မကြည့်တတ်တော့ချီတယ်နဲ့နော်ချီဟုတ်တယ်နော်ချီလေးအိုးလာရတာဒီမှာကြည့်ဦးတအားလာကာလာလေးစမ်းတယ်အစင်လေးအရင်စမ်းတယ်ကြိုက်တယ်ဆိုရင်တော့တော်လေးလာတယ်အပွင့်လေးတော့ဒါလေးကကြတော့1 set အုပ်ချင်တယ်နော်1 set အုပ်ဆိုရင်လည်းသူကအကြီးကြီးခိုက်ကဒီမှာ၄ခိုက်လောက်ပါတယ်ခိုက်ကြီးကြီးခိုက်အကြီးကြီးနဲ့ခတ်ထားတာ၄ခိုက်တောင်ကြုံလာပဲနော်ခိုက်အကြီးကြီး2သိန်းနဲ့ဒီ1 set ပါအယောင်ကတော့ဒီမှာကြည့်ဦးလှလိုက်တာအယောင်ခြေသားလေးနဲ့ကွယ်နော်ခြေသားလေးနဲ့လည်းဖြစ်တယ်ချိတ်ကလေးကလည်းစမ်းတယ်1 set ကိုမှဂိုက်ကြီးကြီးလေးဆိုတော့ဘာမှပြောစရာအထွေအထူးကိုမရှိတော့တွေ့ရနဲ့ရှူလိုက်တော့အားလာတာနော်နံပါတ်လေးကတော့264ပါဒီရောင်လေးတစ်ထည်ရှိပါတယ်နောက်တစ်ထည်လေးကလည်းချစ်စရာကောင်းတဲ့ဒီမှာဒါလေးလဲဒါလေးကထောပတ်စိမ်းရောင်လေးနော်စိမ်းဝါလေးလို့ပြောအဲ့လိုဒါလေးလည်းရမ်းလာတယ်ဒါလေးကတော့နုနုဖတ်ပုံစံလေးနော်ဒါပေမဲ့အခန်းရောင်လေးကအရင်နှားလိုက်တာကိုတော့မှကြိုက်တယ်တအားလာတာလေခိုက်ကြီးကကြီးချီသားလေးနှစ်အုပ်ရပါမယ်ချီသားလေးနှစ်အုပ်ပါဒါလေးကနံပါတ်က265လေးပါရှင်နှစ်အုပ်ပဲရှိရနော်အလှစားလေးတွေပြထားပြီဒီနေ့ကတော့အလှစားနှစ်အုပ်လေးပြထားတာမလို့အရင်မြင်တဲ့သူကအရင်ဆုံးယူလိုက်အောင်နော်အားပေးပါဦးရှင်